아야야라. 뭐에 아무리 지와무리 피트무리 뼈시무리 아랑 아체네래. 내가 몇달 변지 아로차 버말라바. 아쿠이르가 아쿠이르마. 뼈신데 아가운동아 자마지메. 자마지야 뭐마 아가운동 뼈신무리. 아가운동 ခွင့်ရည် ဒါကြောင့်ကျမ်းမာဖို့အရေးကြီးတယ်မကြည့်ဘူးလားမကျမ်းမာတော့ဆိုလူကမကောင်းတော့မပြောတော့အဲ့ဒီတော့ဘုန်းတော်ကအိတ်ချိန်စားချိန်ပုံစံချတာလူကစိတ်အလိုလိုက်ရင်ဘယ်တော့မှမကြည့်ပါစိတ်တိနာနေတိလောကစိတ်တိနာပရိကတတိစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနောကုစိတ်ကလောကကြီးကိုစောင်းတယ်လောကကြီးဆိုတာငါပဲလောကကြီးဆိုတာကိုပဲစိတ်ကကိုယ်ကိုစောင်းတယ်ကိုကငပြင်းဆိုရင်အပြင်းလောကကြီးတွေကိုသူ့ကိုပို့ကိုကလူတော်ဆိုအတော်တွေကြားထဲကိုရောက်သွားတယ်ကိုကရဲရဲနဲ့လူဆိုကြောက်တဲ့သူတွေဘေးမှာမရှိဘူးဟုတ်လားအဲ့ဆိုကိုတိစောက်ထားတဲ့အတိုင်းပဲကိုဝဲချင်မှလူတွေရောက်လာတယ်ဒီဘဝရသဘောတရားရလဲလက်တွေ့ကြတယ်ဘုရားပြောတာလေတမဏိနတမနောဂောဏိနဂောနောလေနွားနွားချင်းပေါင်းတယ်သူတော်ကောင်းသူတော်ကြောင်းကြီးပေါ့ရည်ရှင်းရှိတဲ့သူကရည်ရှင်းရှိတဲ့သူချင်းပဲပေါင်းဟုတ်လားအဲ့တော့ကိုပေါင်းနေတဲ့သူတွေကိုကြည့်လိုက်တယ်ကိုပေါင်းနေတဲ့သူတွေကအချိုးမကျဘူးဆိုကိုယ်တိုင်မှာအရင်ချင်းနေနေလို့ပြောဒါသတိထားကြအချက်ကဲဟုတ်ပြီနံပါတ်1ဗါလေဥဋ္ဌာဏတံပရာထားကြွလုံလဝရိယရှိရမယ်အဲ့ဒီမှာထားကြွလုံလဝရိယရှိလိုက်တာနဲ့ဘာဖြစ်သွားလဲအချိန်ဆွဲတယ်ဆိုတဲ့ပြဿနာကိုဖြေရှင်းမိတာဖြစ်သွားတယ်နောက်တစ်ခုကcontinuous learning ဘာလို့အောင်လဲကျွမ်းကျင်မှုတွေအမြဲတမ်းထားပြီးလေ့လာနေရခုနကဘုန်းပြောခဲ့ time is everything အချိန်နဲ့ကိုယ့်ရဲ့တန်ဖိုးအချိန်ဒီလူဤတန်ဖိုး valuable person meaningful person ဖြစ်ဖို့ဆိုရင်ကိုသုံးနေတဲ့အချိန်တွေကတကယ်အကျိုးကျေးဇူးများတာအချိန်ကအလကားသုံးလိုက်ရင်အဲ့ဒီလူကအလကားလူဖြစ်တယ်အချိန်ကို10လောက်တန်အောင်သုံးရင်10တန်တဲ့လူဖြစ်သွားအချိန်ကို1000တန်အောင်သုံးရင်1000တန်တဲ့လူဖြစ်သွားဟုတ်လားအဲ့တော့အချိန်ဒီလူဤတန်ဖိုး time is everything Abraham Lincoln ကပြောတယ် time is everything အချိန်ဒီလူဤတန်ဖိုးဒါကြောင့်အဲ့ဒီအချိန်နဲ့ဆက်ပြီးကိုယ့်ရဲ့ learning သင်မှုတွေလေ့လာမှုတွေသင်တဲ့အခါနံပါတ်1ကိုသင်ယူငါမှရည်ရှင်းနေဘလို့ရှိလဲအာနာချက်တွေအာနာချက်တွေရှိလား read yourself read the environment ငါပေါင်းနေတဲ့ငါပတ်ဝန်းကျင်ငါရဲ့မိတ်ဆွေတွေငါနဲ့ထိစပ်နေတဲ့တွေ့ထိနေတဲ့သူတွေကဘလို့လူတွေလဲ read the situation လက်ရှိတိုင်းပြည်ရဲ့အခြေအနေကမ္ဘာရဲ့အခြေအနေကဘလို့လဲမနက်ကတည်းကကြီးကိုပြောခဲ့နော်အခုချိန်မှာ survival ဖြစ်ဖို့အဓိက development ဖြစ်ဖို့ကknowledge right ကိုအဓိကပါ system ဘိုင်းကိုအဓိကပါစီးပွားရေးဖြစ်တဲ့ဇော်မြန်ခုနကအာနေတွေအများကြီးရောက်လာမယ်။ဒါပတ်သက်ရှိတယ်အတွေ့အကြုံရှိတယ်ဆိုင်ရာအပေါင်းအသင်းတွေရှိတယ်ဆိုရင်လွယ်လွယ်လေးချမ်းသာတယ်။ဒါပေမဲ့လွယ်လွယ်လေးပျက်စီးနိုင်တယ်။ဒါကြောင့်အခုနေချမ်းသာဖို့လောမကြီးနဲ့ရှင်သန်ဖို့အရေးကြီးတယ်။အရေးချင်းတွေဒီခောက်ပါအစင်းနဲ့ဖြစ်အောင်ပြတ်တာ။အဲဒါဆိုရင်တမန်ဆယ်လန်ကြာဆယ်လန်ဆိုတာမျိုးလို့သူများတွေဆယ်လန်လန်နေတယ်ကျတော့ကိုယ်တလန်တိတာလာသွားနိုင်လို့လို့ခြေတလန်ဂရေတလန်မတက်အကတန်အောင်ကိုယ့်ရဲ့ဘဝကိုဒီဆောက်ထားတယ်ဟုတ်ပြီနော်ဒါကြောင့်ကျွမ်းကျင်မှုအသစ်တွေအမြဲတမ်းရှိနေအောင်လူတွေနဲ့ပတ်သက်တဲ့ communication ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနိပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေစီးပွားရေးဆိုင်ရာကျွမ်းကျင်မှုတွေအများကြီးရှိနေဖို့မလိုဘူးလားအဲ့ဒါတွေကိုဒီဆောက်ပါကဲဟုတ်ပြီဝိရိယနဲ့ပတ်သက်ပြီးတော့ဘုန်းတော်ဝိရိယတက်က3မျိုးရှိဝိရိယဆိုတာဝိရကြောကြည့်ပါလေတော့ဝိရဆိုတာဘာပြောတာရဲရင်လားတတ္တိရှိတယ်ဝိရအကုသိုလ်ကိုတားဆီးပြီးတော့ကုသိုလ်ကိုဝါစီးစေတာဝိရိယလို့ပြောတယ်မကောင်းတာတွေမဖြစ်အောင်မကောင်းတာတွေမပြုဘဲနေနိုင်အောင်ကောင်းတာတွေဖြစ်ထွန်းတိုးပွားအောင်ကောင်းတဲ့အရေးချင်းတွေ improvement ဖြစ်စေတာဝိရိယမကောင်းတဲ့ဟာတွေ remove လုပ်နိုင်တာဝိရိယအကုသိုလ်ကိုတားဆီးဒီကောင်းမှုတွေတိုးလာအောင် things အကုသိုလ်တွေမရောက်လာအောင်ဥပမာပြင်းတယ်အကုသိုလ်ပဲပြင်းတာအကုသိုလ်ပဲလေ
ကျင်းတယ်ဆိုတဲ့စေတသိက်ကအာကုသိုလ်ပဲလေယုံညံ့တယ်ဆိုတဲ့ဟာကြီးအာကုသိုလ်လေအဲ့လိုအာကုသိုလ်စိတ်တွေအပြင်းစိတ်တွေအပျော်ပါးမှတ်တဲ့စိတ်တွေအလေးလွတ်စိတ်တွေကိုနဲနိုင်နေမြနဲအောင်အကြီးရှင်းကောင်းတွေတိုးလာအောင်အဲ့လိုမျိုးတိဆောက်ရတဲ့တတ္တိကိုဝိရိယလို့ခေါ်တယ်ဝိရရဲရင်အာကုသိုလ်ကိုတန်းစီကုသိုလ်ကိုပွားစီပြောကြည့်ပါလေနော်ပြန်ပြောပါဦးအာကုသိုလ်ကိုတန်းစီကုသိုလ်ကိုပွားစီစေတာ improvement ဖြစ်စေတာဘာလို့ခေါ်လဲဝီရိယဝရိယမဟုတ်ဘူးဝီရိယနော်ဝီရိယဆိုတဲ့စေတသိက်တစ်ခုစိတ်ထဲမှာရှိတယ်သူရဲ့ပါဝါတစ်ခုပေါ့အဲ့ဒီဟာကို train ပေးရတယ်ဘုရားပြောတဲ့အလေးကျင့်နေတဲ့စိတ်ဆွမ်းအားကို train ပေးရတာစိတ်ဒိဋ္ဌာနေဒီလောကစိတ်ကမျက်မှောက်ကြီးတွတ်တဲ့အောင်ဆောင်မျက်မှောက်ကြီးယုံညံ့နှိမ့်ကြသွားအောင်စိတ်ကပဲလုပ်အဲ့စိတ်ထဲမှာရှိတဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပြီးလူကတိုးတက်သွားဘယ်လောက်လေ့ကျင့်နိုင်ဘုရားဖြစ်အောင်လေ့ကျင့်ဘုရားဖြစ်အက္ခတာဝကဖြစ်အောင်လေ့ကျင့်အက္ခတာဝကဖြစ်အဲ့ဒီခုနလက်သေးကြီးကဘာမှာချမ်းသာနေတဲ့ပုံကိုကြီးအဲ့သူတို့ရဲ့စိတ်ကိုလေ့ကျင့်ထားတာပဲယုံကြည်မှုတွေတိစောက်ထားတာဒါကြောင့်ဒီလိုချမ်းသာတယောက်တော့ဘူးရဆိုရင်တယောက်တော့ဘူးရဆိုရင်တန်ဟုတ်ပြီအဲ့တော့ဝိရိယတက်က3ဆင့်ရှိဘယ်နှဆင့်တော့ level 3ခုရှိတယ်နံပါတ်1ကအာရမ္ဗဝိရိယစသချင်းဟိုငါစောစောအိပ်မယ်သမုကစာပုံမှန်ဖတ်ငါစောစောထမယ်စောစောကောင်းတဲ့အလေးချိန်ငါတိစောက်မယ်အေးအထားပြီးတော့2နာရီအတွင်းဖုံးသုံးမှုဒိဋ္ဌံဝင်ကြည့်ပါလား10ရက်လောက်အေးအထားတာချင်း2နာရီဖုံးသုံးခုတနေ့ကကျွန်တော်အဲ့ရထားလဲဖုန်းတိုင်းကြည့်ပါအမေရိကန်မှာ လန့်ထားတယ်နီးပူတဲ့ညောင်လန့်ထားလိုက်ငြိမ်းချမ်းရင်ဖုန်းလေးဖြန့်လန့်လေကွာသူပြောတာဖြန့်လန့်လို့ဝင်နေလိုက်တယ်အတူတူနဲ့အဲ့အဝန်ကန်ဒီတိုင်းဖုန်းနဲ့ဝေနေပြီပါငြိမ်းချမ်းရေးနော်ဘာမှမပြောဘူးနော်ဘယ်လိုကြည့်နေမှမပြောဘူးဖုန်းနဲ့ဝေနေတယ်ဟုတ်တယ်ဒီဖုန်းတော့ဒုက္ခပြီလေကျွန်တော်မနက်မိုးလေးနာတယ်ဖုန်းကနေတင်မှုတွေလုံးလို့မရဘူးပျက်စီးမှုတွေရောများလိုက်တာတင်တရားလို့လားမလို့တတန်နေရာလုံးကြွကျင်ခဲ့နော်ဒါကြောင့်ဘုန်းတို့ကစာဖတ်ပြင်းတဲ့သူတွေလည်းအများနဲ့ပြောတယ်စာဖတ်ပြင်းဒီနေ့ကိုဖုန်းနဲ့တနားရီလောက်ခဝဝေးနေပြီလားအဲ့ချိန်မှာစာအုပ်ကတ်ထားဒါကြောင့်ဘုန်းအဲ့ရဘေးမှာအများနဲ့စာအုပ်ပါအခုဒီကြီးလာတော့စာအုပ်သုံးပါနောက်ဒီစာအုပ်တွေထည့်ထားတဲ့ဒီကွန်ပျူတာတွေပါအဲ့ကြောင့်ဘုန်းတို့ဒါလေးနဲ့စာဖတ်မယ်စာအုပ်တွေ manual book နေနဲ့ဖတ်မယ်စာအုပ်တော့စာဖတ်ပြတာပါဗျာဖုန်းထားတော့ဖုန်းသုံးပြတာပါဒါကကိုထားတဲ့ဟာကိုသုံးတာပါဟုတ်လားစာအုပ်နဲ့ message လုပ်တာတနေ့ကို15မိနစ်စာဖတ်တစ်ပတ်ကို1နာရီနဲ့45မိနစ်တနေ့ကို60နာရီစာဖတ်ပြီးသားပြီလားတနေ့ကိုစာအုပ်20ပြီးပညာရဲ့တစ်ခုကိုဒီဇိုင်းမှတ်လေ့လာတယ်2နှစ်ဆိုရင်အဲ့ပညာရဲ့ကိုရေကုန်ရေကန်းလေ့လာပြီးဖြစ်သွားတယ်9နှစ်စက်တိုက်လေ့လာရင်ကဘာမှာတောင်းအဲ့ပညာနဲ့ပတ်သက်ပြီးလူတော်တိုးပြီလို့ပြောတယ်တနေ့ကို15မိနစ်ဟာလားတနေ့ကိုနိုင်ဝက်ဆိုတနေ့ကိုနိုင်ပေါင်း180စာအုပ်9နှစ်လောက်ဖတ်ပြီးသွားတယ်တနေ့ကို1နာရီဖတ်ရင်တနေ့ကို15ရက်လုံးစာဖတ်တယ်တနေ့15ရက်လုံးစာတနေ့ကို1နာရီအချိန်ပြောလိုက်တနေ့ကို15ရက်လုံးတော့လည်းကားဖြစ်သွားတနေ့ကို2နာရီတနေ့ကို1နာရီဒါတနေ့3နာရီလောက်ပဲရှင်းတနေ့4နာရီတနေ့ကို2လရှိအနည်းလုံးလုံးချင်းခိန်သုံးပွဲဆော့ပါတယ်လို့ကျူချင်တာကလေးတော့ပွဲဆော့ပါတယ်တစ်တော့ပြောင်းလို့ရှိရင်3ပွဲလောက်ဆော့ပါတယ်4နာရီကုန်လားချော့15မိနစ်တောင်လောက်ထားတော့မှမကြည့်တော့15မိနစ်လောက်ထားတော့မှဘယ်လောက်15ရက်ကုန်သွားတာတွေ့လားတနာရီဆို15ရက်ကုန်သွား15ရက်တော့350အဲ့တဲ့ချိန်တွေထက်တော့လူလောက်ကိုဒီဆောင်နေတဲ့ချိန်ဘာမှမရှိတာဘာလို့လို့ကြည်ဝမလဲအဲ့ခါနေကြားလားပြောနေလိုက်တာကကြားလားအဲ့ခါနေ3ပွဲဆော့ပြီးကြားလားသူတို့ကိုဒီဆောင်နေတဲ့အချိန်ကမရှိဘူးကြည်ဝပါကြားလားမင်းတော်ရင်လို့ပါမှာဒီဆောင်တော့ပဲကိုရကြားလားအိမ်ရမယ်တိုက်ဆောင်နိုင်တိုက်ရတဲဆောင်ရင်တဲလောက်ပဲရအဖီလေးဆွဲနေလဲရဘဝကိုအဖီလေးလောက်ဆွဲပြီးနေမယ်ဆိုတဲ့အရေးချင်းမျိုးနဲ့ကိုပြီးဆိုတဲ့နေလမ်းပေးတော့နေလို့ရတာပေါ့ကြားလားနော်ကြားလားနော်လားအမေရိကန်နိုင်ငံမှာလမ်းပေးနေတဲ့သူတွေအများကြီးတရားအောင်မှာအိတ်နေတဲ့သူ homeless တွေ40ရာခိုင်နှုန်းလောက်ရှိအများကြီးပဲအမေရိကန်နိုင်ငံလုံးချမ်းသာနေတာမဟုတ်ဘူးဒိန်းစားတွေအလက်ကားကောင်တွေအများကြီးပဲဒါကြောင့်ပြောအောင်အမေရိကန်ဆိုအကုန်ကြီးပွားသွားတဲ့ခံဟုတ်အမေရိကန်နဲ့မြန်မာနဲ့ကွာတာမဟုတ်ဘူးလူတွေရဲ့တိစောက်နေတဲ့အရေးချင်းကွာသွားတာကြားရနော်သဘောပေါက်ရလား
ဘုံဘုံကပြောတယ်ဒါကြောင့်နိုင်ငံကောင်းသားရင်ကိုတရားချင်းတည်တော့ပါကိုတရားချင်း